ကဲအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ရဲ့ YouTube channel လေးကိုအားပေးကြပါဦးလို့ကျွန်တော်ဒီနေ့တော့ဗောနော်မနေ့ပြန်လဲအလုပ်ဆင်းရမယ်အလုပ်စောစောလေးဆင်းရမယ်ပြီးတော့ဒီနေ့က Halloween Day နေ့လည်းဖြစ်တယ်ကျွန်တော်အရင်နှစ်ကတော့တော်ကြည့်တယ်ဗောနော် Halloween Day ကိုတော်ကြည့်ဖြစ်တယ်ဗောနော်ဒီနေ့လည်းတော်ကြည့်မယ်ဗောနော်ဒီနေ့တော့ကြည့်နေဘလော်လေးပါလေးရိုက်မယ်ဆိုတော့စကူနဲ့တွားတာပေါ့နော်ရှိလို့မရှိလို့တော့မသိဘူးတော်တော်လေးကျွန်တော်တွားတဲ့အချိန်ကတော်တော်လေးလဲစောသေးတယ်တကယ်ဆိုရှင်သူက22နာရီကျော်တနာရီလောက်မှပေါ့နော်တော်အပြင်ထွက်ကြတာများပေါ့အခုနေချင်းတော့ကလေးတွေလောက်ပဲရှိမယ်ထင်တယ်အခုတော့ဗောနော်သူကအလုတ်ဆင်းချိန်ဆိုတော့လမ်းမှာတော့လူလေးတွေတော့နည်းနည်းပါတော့ရှိတယ်ဗောနော်ဒီအခုရောက်လာတော့သူတို့အခုဒါမျိုးပေါ့နော်နိုင်ငံခြားနေဖိဆက်လုပ်ထားတဲ့သူတို့ရဲ့ဟိုတယ်တွေဆိုရှင်သူတို့ရဲ့ဒီနိုင်ငံခြားတွေပို့ပြီးတော့ Halloween Day ကိုပို့ပြီးတော့ကြိုဆိုကြရဆိုတော့လေဒီနိုင်ငံခြားနဲ့လုပ်ထားတဲ့ဟာမျိုးဆိုရှင်အကုန်လုံးသူတို့ဒီဟိုတယ်မှာမျိုးတွေပြင်ဆင်ထားတာတော်တော်လေးလာတယ်ကျွန်တော်ကတော့အဝေးထိသွားမကြည့်တော့ဘူးကျွန်တော်အိမ်ဘေးနားနေမယ်ပေါ့နော်ကြည့်လိုက်တာတော်တော်လေးဟိုတယ်မှာပြင်ဆင်ထားတာရှိတယ်ပေါ့နော်သူလှုပ်ထားတယ်ကောင်းကောင်းမွန်မွန်လေးလှုပ်ထားပါဒီ Halloween Day ကိုဟောဒီမှာတယောက်တော့တွေ့ပြီကင်းကောင်ဒီအခုချောက်ကလေးတွေပဲရှိဦးမှာတင်ကြည့်အောင်သူတို့တွေလည်းအမအခုကနည်းနည်းစောသေးတယ်ဆိုတော့ဗျာတိတ်ပြီးတော့လူကြီးတွေတော့မထွက်သေးဘူး12နာရီတနာရီနောက်ပိုင်းဆိုရှင်လူကြီးတွေပါပြင်ဆင်မှထွက်တယ်မှာတရေရုပ်တော့ပါရုပ်တွေမျက်နှာတွေမှာအကုန်လုံးချေပြီးမှလေအခုတော့ကလေးတွေလောက်ပဲတော်တော်များပါတော့ကလေးတွေလောက်ပဲအခုအစောသေးတယ်ဆိုတော့ခုအစောပိုင်းကတော့ကလေးတွေခံနာပါတော့သူကလေးတွေအမှာပုံစံမျိုးစုံဝက်ပြီးတော့မှအမှာသူတို့ဆော့ပြီးတော့အမှာပါတယ်လေတကြားလုံးလာဝေးကြတယ်ဆိုတော့အမှာတကြားလုံးတွေဝေးတယ်သူတို့တက်ပုံရိုက်ကြပါအမှာမျိုးစုံပုံစံမျိုးစုံဝက်ကြတယ်ပုံစံမျိုးစုံဟောနော်လောက်ကြတယ်မှာလဲကြတာပေါ့ကလေးတွေလည်းတော်တော်လေးအရင်နှစ်ကတော့ပျော်ဖြစ်တယ်ဟိုနော်တကယ်ချင်းနေဒီနှစ်ကတော့တိတ်ဟိုအလုံးရှိထားတယ်ဆိုတော့တိတ်ပြီးတော့မသွားဖြစ်ဘူးမှသူတို့ပုံစံမျိုးစုံကလေးတွေအခုတော်တော်လေးစောသေးတယ်ပေါ့နော်ဒီနေ့ကျွန်တော်ရဲ့ blog လေးကတော့ဒီလောက်ပါပဲလို့